အားလုံးပဲမင်္ဂလာရှိတော့နေ့တလေးဖြစ်ပါစေအခုကျွန်တော်နိုင်ဂျီးရီးယားနိုင်ငံမှာခရီးယန်တွေဘလို့နင်းပနှိမ့်ဆက်တဲ့အချိန်မှာဖះကိုချီးမွမ်းကြလဲဆိုတော့အရာကိုဒီဗီဒီယိုလေးနဲ့တင်ဆက်ချင်တာဖြစ်ပါတယ်အဆုံးထိကြည့်ပေးကြပါဦးWe praise your name. You are worthy, Lord. Jesus, Lord. You are worthy, Lord. To protect us. You are worthy, Lord. To guide us, Lord. You are worthy, Lord. To see us through. You are worthy, Lord. To fight for us. You are worthy, Lord. To give us hope. You are worthy, in the name of Jesus. ဟုတ်ပါတယ်ဒီဗီဒီယိုကနိုင်ဂျီးရီးယားမှာခရီးယန်ဒီညင်ပနှိမ့်ဆက်ချင်းထဲကနေပြီးတော့ဘလို့ဖျားရခင်ကိုချီးမွမ်းလဲဆိုတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ကျွန်တော်တို့ယုံကြည်သူတွေဟာဒီလိုမျိုးညင်ပနှိမ့်ဆက်ချင်းထဲမှာဖျားရခင်ကိုမေ့လျော့သွားဖို့မဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာတွန်းတိုသွားဖို့မဟုတ်ဘဲနဲ့ဒီခက်ခဲခြင်းကနေဒီညင်ပနှိမ့်ဆက်ခြင်းကနေဖျားရခင်ကိုဘလို့ချီးမွမ်းမလဲဘလို့ကိုးကွယ်မလဲဆိုတဲ့အရာကိုကျွန်တော်တို့မြင်တွေ့နေရတာဖြစ်တယ်။ခင်ယေရှုကသူ့ရဲ့တပည့်တော်တွေကိုဒီရှမတဲ့အခန်းကြီး9အငယ်7နဲ့7မှာပြောထားလဲဆိုတော့ငါကြောင့်တင်တို့ကိုကြေးရညင်းဆဲ၍မမှန်ပဲလေအပြစ်တကာတင်ကြသောအခါတင်တို့သည်မင်္ဂလာရှိကြ၏ဝမ်းမြောက်ရှင်မြူးခြင်းရှိကြလောအကြောင်းကကောင်းကင်ဘုံ၌တင်တို့၏အကျိုးသည်ကြီးလာပေ၏တင်တို့ရှိကပေါ်ထွန်းသောprophet တို့ကိုထိုနည်းတူညင်းဆဲကြပြီတဲ့ဒီမှာသခင်ယေရှုကိုယ်တိုင်ကသူ့ရဲ့တပည့်တော်တွေကိုပြောထားတာဖြစ်တဲ့သူဘလို့ညင်ပန်းနှိပ်စက်ခြင်းခံခဲ့လဲဆိုတဲ့အကြောင်းရဲ့ပြီးတော့သူ့ရဲ့နာမည်ကြောင်းနဲ့သူတို့ဘလို့ညင်ပန်းနှိပ်စက်ခြင်းရှေ့မှာကြုံရမလဲဆိုတဲ့အကြောင်းကိုပြောထားတာဖြစ်တယ်အဲ့ဒီကြုံနေရတဲ့အချိန်မှာသူတို့ကိုဝမ်းမြောက်ဖို့ရန်အတွက်သခင်ယေရှုကပြောထားတာဖြစ်တယ်ပြီးတော့အဲ့လိုဝမ်းမြောက်ခြင်းထဲကနေပြီးတော့ကိုကယုံထွက်နိုင်မယ်အသခင်ကိုယုံကြည်ပို့ပြီးတော့ယုံကြည်လာမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ကောင်းကင်ပေါ်မှာခံစားရမယ့်အကျိုးတွေကအင်မတန်မှကြီးမားလာတာဖြစ်တယ်။ထိုနည်းတူပဲကျွန်တော်တို့ prophet တွေကိုလည်းကြီးမယ်ပြီးတော့အရှိမလာတဲ့ကျွန်တော်တို့ရဲ့ church father တွေလည်းကြီးမယ်ဆိုရင်တော့သူတို့ဘယ်လောက်ညင်ပနှိမ့်ဆက်ခြင်းခံခဲ့ရလဲကျွန်တော်တို့တွေးရတာဖြစ်တယ်။ကျွန်တော်တို့ဒီနိုင်ဂျီးရီးယားမှာဖြစ်ပျက်သွားတဲ့အရာနဲ့ကြီးမယ်ဆိုရင်တော့ဒီမှာ pastor တို့အတင်းတို့တင်သားတွေအများကြီးသူတို့ခက်ခဲခြင်းဘယ်လောက်ထိသူတို့ရင်ထဲမှာကြေကွဲမလဲခံစားမလဲအဲ့ဒါတွေကိုမမှုပဲနဲ့သူတို့ကဖျားသခင်ကိုမျက်နှာထောက်ပြီးတော့ဖျားသခင်စီကနေပြီးတော့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းရဖို့ရန်အတွက်သူတို့ကဖျားသခင်ကိုရတဲ့နေရာရတဲ့အချိန်ထဲကနေပြီးတော့ဖျားကိုကိုးကွယ်ကြားတာဖြစ်တယ်ကျွန်တော်တို့ရဲ့ယုံကြည်သူတွေအတ္တအထင်မှာလည်းပဲကျွန်တော်တို့မတည်နိုင်ဘူးဘေးအချိန်မှာဒီလိုမျိုးခက်ခဲခြင်းတွေကြုံတွေ့ရမလဲဆိုတာမတည်နိုင်ဘူးအဲ့အတွက်ကြောင့်ကျွန်တော်တို့ပြင်ဆင်ထားဖို့လိုအပ်တာဖြစ်တယ်အဲ့လိုမျိုးခက်ခဲခြင်းဒီကျွန်တော်တို့ရဲ့အတ္တအထင်မှာကြုံတဲ့အချိန်မှာကျွန်တော်တို့ပြန်ပြီးတော့ဖျားသခင်ရဲ့ကိုရှေ့ထောက်ပြီးတော့ယုံကြည်ခြင်းနဲ့ဆက်လန်းကြားဖို့ရန်အတွက်ဒီနေရာနဲ့ခွန်အားနည်းငယ်ပေးချင်တာဖြစ်တယ်ကျွန်တော်တို့ရောက်စတဲ့ဖျားသခင်ကောင်းချီးပေးပါစေ